Hello မင်္ဂလာပါရှင်ဒီနေ့မစတာပြောပြပေးချင်တာကကြောက်ကလေးတွေရဲ့အလှတရားလေးကိုအရင်ပြပြပေးပြီးတော့ကြောက်ကလေးတွေကဘလို့အစမ်းပို့ပြီးတော့ထက်လာတယ်သူတို့ရဲ့ဂုံတက်တိလေးတွေဘလို့အခြေအနေကြမှာပို့ပြီးတော့တောက်ပလာတယ်ဆိုတာလေးကိုစတားရဲ့မိသားစုဝင်တွေကိုသိစေချင်လို့ဒီဗီဒီယိုလေးကိုမျှဝေပေးတာနော်စတားကရတနာကြောက်ကလေးတွေကိုကြည်ရင်နဲ့သူတို့လေးတွေရဲ့အလှတရားတွေအရင်ဆုံးတွေ့တာကသူတို့ရဲ့အလှတရားတောက်ပမှုလေးတွေကိုမြင်ပြီးတော့ချစ်လာတဲ့အခါကျတော့သူတို့ကရတနာကြောက်ကလေးတွေဆိုတာစပြီးတော့နေစီမြေအောက်ကစထွက်ကြတယ်ဒီလိုတောက်ပမှုမရှိဘူးအယောင်လေးကလည်းဒီလိုမျိုးတောက်ပပြီးတော့အယောင်လင်းလက်ဖို့ကိုအားနေတယ်အရင်တုံးလေးပေါ့အဲ့ဒီအရင်တုံးလေးကိုပုံအလှပုံဖော်ပေးတာကကြောက်သေးတဲ့အလှပိုင်ရှင်နေပဲသူတို့လေးတွေကသူတို့လေးတွေရဲ့ဒီကြောက်ကလေးတွေရဲ့အလှတရားလေးတွေကိုကြွပြီးတော့အယောင်ဆက်လက်တောက်ပသွားအောင်လို့တွေးပြီးတော့ပုံဖော်ပေးကြတယ်ဒါကကြောက်သေးပညာရှင်တွေရဲ့တက္ကနာပေါ့နော်အဲ့ဒီအချိန်မှာကြောက်ကလေးကအယောင်တောက်ပသွားတာပဲရှိသေးတယ်သူတို့ရဲ့အစွမ်းလေးတွေကိုထုတ်ဖော်လို့မရသေးဘူးသူတို့အစွမ်းလေးတွေကိုထုတ်ဖော်ဖို့ရဖို့အချိန်အခါကသူတို့နဲ့စတားရဲ့မိသားစုဝင်တွေနဲ့connection မိသွားပြီဆိုရင်ကိုယ့်လက်ထဲကိုရောက်လာတဲ့ရတနာကြောက်ကလေးတွေကရောက်လာတဲ့ဆိုတာနဲ့သူတို့ကသူတို့ရဲ့ဂုံတက်တိကိုအဲ့ကြမှာစပြတော့တာပဲသူတို့ကစပြတယ်ဆိုဘလို့အချက်နဲ့သိနိုင်လဲဆိုလို့ရှိရင်ကိုကလည်းသူတို့နဲ့ connection မိကိုရှိရောက်လာပြီဆိုရင် connection တစ်စိတ်တစ်ဒေသရသွားပြီပို့ပြီးတော့ထိမိအောင်ကိုသိအောင်လို့အတိမဲ့ပြရတာကဘာလဲဆိုတော့ဒီကြောက်ကလေးကငါရှိရောက်လာတာငါနဲ့သူနဲ့အဆက်လို့ငါရှိရောက်လာတာဆိုတာနဲ့အတိမဲ့ပြုတ်လိုက်တာနဲ့ connection မိသွားပြီပဲအဲ့ connection မိသွားလိုက်တဲ့တပြိုင်နဲ့သူကသူ့ရဲ့အစွမ်းတွေကိုထပ်ပြီးပြတော့မယ်သူ့ရဲ့အစွမ်းနဲ့ကိုယ်မှရှိတဲ့ intuition နဲ့ပေါ့နော်အစွမ်းပြတဲ့ခါကျရင်သူနဲ့ဆက်ပြီးတော့ဒီလိုရောင်စုံကြောက်ကလေးတွေထက်ခါကိုရှိကိုရောက်ရှိလာတာကိုမလွဲအေကန်စတားမိသားစုဝင်နေတိတာထင်ရှားတာပြလာလိမ့်မယ်စတားကတော့ယုံကြည်တယ်ချစ်တဲ့အတွက်ကြောင့်စတားရှိမှာတစ်ခုရောက်လာတာနဲ့တပွင့်မီးတပွင့်တရောင်မီးတရောင်တကာလာပြီးတကာလာစင်ကရောက်လာတာကိုတွေ့ရတယ်အဲ့တော့စတားကလည်းကိုရှိရောက်လာတဲ့ကြောက်တွေရတနာလေးတွေကိုကိုရဲ့မိသားစုဝင်တွေကိုလည်းသူတို့ရဲ့ပိုင်ရှင်တွေစီကိုအရောက်ပို့ပေးခြင်းတယ်အဲ့အတွက်ကြောင့်ကိုကဒီကြောက်ကလေးတွေကိုဒီဇိုင်းလေးတွေပုံဖော်ရတနာလေးတွေဖြစ်အောင်လုပ်လက်သေးလေးတွေဆွဲတီးလေးတွေဖြစ်အောင်လုပ်ပြီးတော့ပြတဲ့အခါမှာစတားရဲ့မိသားစုဝင်တွေကလည်းဝင်ကြည့်ပြီးတော့ချစ်ပြီးတော့အားပေးကြတယ်သူနဲ့လည်းဒီရတနာကြောက်ကလေးတွေနဲ့လည်းသူတို့နဲ့လည်း connection မိပါတဲ့အတက်ကြောင့်ဝယ်ယူအားပေးကြတဲ့ star မိသားစုဝင်တွေကိုလည်းစိတ်ချမ်းသာစွာရရှိစေတယ်ပေါ့နော်အဲ့တော့တိထားမှာက star မိသားစုဝင်တွေရောက်လာတဲ့ရတနာပစ္စည်းလေးတွေဒီကိုနဲ့ကန်ဆက်လို့ရောက်လာတဲ့ connection ကိုများယူပေးပြီးတော့များမိသွားတာနဲ့သူ့ရဲ့အဖော်လေးတွေဖြစ်တဲ့တရားမီးတရားတကာလာပြီးတကာလာကိုယ့်လက်ထဲကိုရောက်ရှိမယ်ဆိုတာကိုယုံကြည်ထားပေးပါဒါကို star ကသိစေချင်လို့ဒီဗီဒီယိုလေးမှာလာရောက်မျှဝေပေးတာเนาะကျေးဇူးအထူးတင်ပါတယ်ရှင်